င်္ဂလာပါခင်ဗျာအသန်းရှိတဲ့ကျူဆိုပါတယ်ကျွန်တော်ဒီတစ်ခါမိတ်ဆက်ပေးလို့ရထဲရတော့ပုံမှန်တိုင်းမိတ်ဆက်ပေးနေကြထဲဖြစ်တယ်ပိုးကြော်ထောင်ဖြစ်ပါတယ်ပိုးကြော်ထောင်ပစိုးကတော့ရောက်ကုန်ပါပဲရကန်တန်းရောက်တာနဲ့တန်းပြီးတော့ကုန်ပါတယ်အခုလဲရကန်တန်းရောက်တဲ့ထဲလေးရှိလို့လာပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါတယ်ဘာလို့မိတ်ဆက်ပေးရလဲဆိုတော့ရောက်ကုန်ကိုဘာလို့မိတ်ဆက်နေရလဲဆိုရင်တော့ရောက်ကုန်ကိုမိတ်ဆက်တဲ့အကြောင်းရင်းကဈေးပြောင်းလဲရှိလို့ဆက်ပေးတာပါရောက်ကုန်အားဆိုရင်အခုဒီမှာရှိတဲ့ဒီအောက်မှာထုတ်ထားထုတ်ပြီးဆိုတာပို့ရမှာပါအခုမပြီးသေးပါဘူးထုတ်မှာပဲမပြီးသေးပဲနဲ့ဈေးပြောင်းလဲရှိလို့ပြောပြပေးတာပါတချို့ကကျတော့ကျွန်တော်ကဈေးကိုအသက်သာဆုံးလုပ်ပြီးထားဖြစ်တဲ့အတွက်ဈေးအဟောင်းလေးတွေကိုပဲကျွန်တော်မှတ်ထားတာလည်းရှိသလိုတချို့ကျတော့လေခွင်း90တရားအများနဲ့ယူနေကြရရှိတော့90တရားတိကျစီကိုလည်းအများနဲ့တမျိုးဈေးတစ်မျိုးနဲ့လုပ်ပြတာရှိပါတယ်အဲ့ဒီခါမှာသူတို့ဈေးပြောင်းလဲဖြစ်တဲ့ခါမှာသူတို့မှဒီနောက်တစ်ခေါက်ပြောင်းတဲ့ခါမှာဆင်ပြေအောင်လို့ဈေးကိုပြောင်းပါလေဆိုတဲ့အကြောင်းကိုသိအောင်လို့ပို့စင်ပေးတဲ့ရွေးချက်ဖြစ်ပါတယ်ဒီခါလေးကျရင်ကျွန်တော်ကဘယ်လိုအားလို့ဈေးပြောင်းလဲကိုပို့စင်တင်ပေးလိုက်တဲ့အခါမှာဈေးဟောင်းနေပဲသူတို့ထင်ပြီးတော့ထင်မှတ်ပြီးတော့သူတို့မှလည်းပြန်ရောက်နေတဲ့အခါမှာသူတို့မှဒီပြန်ရောက်တဲ့အခါမှာဈေးကတက်ပြီးဈေးနဲ့မရောင်းလိုက်တဲ့ဖြစ်တဲ့အတွက်ပြန်ဝယ်ရတဲ့အခါမှာဈေးတက်နေသူတို့တက်လည်းစမပြေဘူးပေါ့အဲကြောင့်ပြပြပေးတာဖြစ်ပါတယ်ဒီဇိုင်းရှိတဲ့ရောင်းချပေးတဲ့ပိုးကျော်အောင်ပစိုးသည်ပြည်သွေးမြင့်ပစ္စည်းများကိုသာကျလုပ်ထားတဲ့ပစိုးတွေရောင်းချပေးတာဖြစ်ပါတယ်ပိုးကျော်အောင်ပစိုးသည်တစ်ထည့်ဝင်မှာကျပ်ငွေ1,900နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဟုတ်တဲ့ဈေးနဲ့ရောင်းချပေးတာဖြစ်တဲ့အတွက်အစင်ကာလာတွေကိုတရောင်ကြီးတစ်ထည်ချင်းယူလို့မရဘူးဆိုမဲ့လေအခုပြနေတဲ့ငါးထဲမှာပဲအကြောင်းမထက်စေရပါဘူးခင်ဗျာငါးထဲမှာပဲအကြောင်းမထက်အောင်ထည့်ပေးပါတယ်တချို့ကျတော့ဝင်ကြမှာတယောက်ရှိတယ်လဲကူအမဆိုရင်တရောင်နဲ့စင်နဲ့တို့ချင်းနဲ့မှရှိတယ်ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကိုအချိန်ပို့ပေးရပါတယ်ရက်ပို့ပေးရပါတယ်ဒါစီကျွန်တော်တိကျလုပ်ပေးရဖြစ်တဲ့အတွက်တရောင်နဲ့ခွင့်တရားညာလိုချင်တဲ့အတင်းဖွဲ့အတွက်ဆိုရင်တော့အချိန်လေးပို့ပေးရပါတယ်အခုကာလမှာတော့အခါရဖြစ်တဲ့အတွက်ဂျန်ကာလာနီးလိုက်ဖြစ်တဲ့အတွက်တရောင်လေးတွေကိုတော့လုပ်ပေးရန်အချိန်အရင်မရှိပါဘူးခင်ဗျာဖူးတဲ့သူတိုင်းဖူးတဲ့သူတိုင်းသိပါတယ်ကျွန်တော်စီကပြန်ဝယ်ပြီးတော့ရောင်းတဲ့သူတိုင်းသိတယ်ဈေးနှုန်းအဖြစ်လည်းတက်တာဆိုဈေးနှုန်းလုပ်ပေးထားတယ်ရေသွေးအဖြစ်လည်းသူတို့ပြောင်းတဲ့အခါမှာတစ်ခါမှမျက်နှာမပြတ်ခဲ့ရဘူးဒါကြောင့်ဝယ်ဖို့သူတိုင်းသိပါတယ်ခင်ဗျာဟုတ်တယ်မှာယူချင်တယ်ဆိုရင်တော့ဒီသူညာတင်ကန်းတင်ကန်းခုနေကချောချောင်းဖို့ပဲပါဘူးဆိုပြလို့ရသလိုခုံရှိခုံကိုသူ့ချက်တော့ဘုံလို့ကိုလည်းဆက်ပြောလို့ရပါတယ်ဒီဟာကတော့ပူပလေဖြစ်ပါတယ်ပူပလေကလည်းဖေ1,900နဲ့ဆက်မှာဖြစ်ပါတယ်ဒီဟာလည်းရေသွေးဖြစ်စီများဖြစ်ပါတယ် Brian Ninja ဘန်အာလူကို FT Express အစရှိတဲ့ delivery ကိုတော့300ကျော်တစ်စင်မြန်မာနိုင်ငံမှာရှိတဲ့ညွန့်နယ်ပေါင်း200ကျော်ကိုပို့ဆောင်ပေးရရှိပါတယ်။ကြံကာလမှာလူကြီးမိဘကိုရေကြောကျင်နဲ့လက်ဆောင်ပေးခြင်းနဲ့နှစ်သက်ကူမှာတချို့ကျတော့ဝေးကျင်လာတွေရှိပါတယ်။ဒါမျိုးဆိုရင်အခုကြိုးဝင်နေကြပါပြီ။ဒီ April လလောက်မှဝင်မယ်ဆိုရင်ကျတော့ပို့ရမှာပြုရမှာရဲ့ဒီ theory က order များရဲ့အတွက်ထည့်ချက်ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်တော့ဒီကြံကာလကိုအချိန်မိမှာစိုးရင်လည်းအတွက်ကြိုတင်ပြီးတော့မှာယူစီလိုပါတယ်အခုပြနေတဲ့ပစိုးကလည်းမှာလို့ပြောတာမဟုတ်ပါဘူးအခုပြနေတဲ့ပစိုးကလည်းမှာလို့လည်းမရပါဘူးကျွန်တော်တို့ကဒါမနေ့ကပို့ရမယ့်ပစ္စည်းဖြစ်ပါတယ်ပို့ရမယ့်ပစ္စည်းတွေကမှအချိန်ခဏယူပြီးတော့ရိုက်ပေးတာဖြစ်ပါတယ်ကျုပ်ချောင်းပစိုးကအထက်ထဏ်တော့ကလည်းမဲပါတယ်အရေးသွေးဖြစ်ပါတယ်အထူလိုင်းဖြစ်ပါတယ်ဆက်သွယ်ဝေးကြတဲ့တူးကြောက်ရှာအားလုံးကိုကျေးဇူးတင်ရပါတယ်အထူးကလာပြောပေးတာကျုပ်ချောင်းပစိုးဒီဈေးတုံးပြောင်းလဲရှိနေပါတယ်ဒါကြောင့်နော့စီယာဝယ်ထားတဲ့သူတွေအခြေလက်ထက်မှာရှိသေးရဆိုရင်ဈေးတက်ပြီးရောင်းလို့ရအောင်လို့ပြပြပေးရဖြစ်ပါတယ်ရှီဆိုးဈေးဝယ်ရတာရခက်ခဲလာပြီးတော့ဒီစစ်သုံးစီအခက်ခဲတွေကြောင့်ဈေးနှုန်းတွေပြပြချင်းတက်နေတာဖြစ်ပါတယ်။ဆက်စမှာတူးပြောက်ရှင်အားလုံးကိုကျေးဇူးတင်ရပါတယ်။နှစ်သက်မှာအားလုံးကျမချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီစမ်းရှိတွေအဝေးအားပေးတဲ့တူတူပြောက်ရှင်အားလုံးကိုလည်းကျေးဇူးတင်ဝန်းတာပါခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။